systematic လို့ပြောလိုက်ရင်ဒါလေးတွေသိစေချင်တယ်ကျွန်တော်တို့ systematic က professional တွေကိုအများအားကြိုဆိုနေပြီးအိမ်မက်တွေလက်တွေ့အကောင့်ထဲပေါ်နိုင်အောင်မြေတောင်မြောက်ပေးနေတဲ့ software company တစ်ခုပါတစ်ဖက်မှာလည်း client တွေရဲ့လုပ်ငန်းတွေကိုပိုပြီးလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ဖို့အသုံးပြုရလွယ်ကူတဲ့ digital operation တွေအကောင်းဆုံးဝန်ဆောင်မှုတွေနဲ့တေချာ training ယူထားတဲ့ကျွမ်းကျင်သူတွေကိုယ်တိုင်ပါဝင်ပြီးတော့ပံ့ပိုးပေးနေတာဖြစ်ပါတယ်ကုမ္ပဏီသက်တမ်း10နှစ်ကျော်ကာလအတွင်းစိန်ခေါ်မှုတွေအများကြီးကိုရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ဒါမဲ့ဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့ကြတယ်အထူးသဖြင့်တော့ COVID လို့ lockdown ကာလတွေမှာလည်းမတူညီတဲ့အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပေမဲ့အခုဆိုရင်ငကိုဝန်ထမ်းဦးရေရဲ့125ရာခိုင်နှုန်းထိတောင်တိုးချဲ့နိုင်ခဲ့ပါတယ်အခုဆို systematic က software company တခုဆိုတာသိသွားပြီဆိုတော့အခြား professional service တွေဘယ်လိုရှိသေးလဲဆိုတာကိုကြည့်လိုက်ကြရအောင် production နဲ့ inventory management တွေကစပြီး sales နဲ့ CRM တွေအထိတစ်လုပ်ငန်းရဲ့ operation တိုင်းကိုပုံမတိကျမြန်ဆန်စေပြီးလုပ်ငန်းတစ်ခုချင်းစီရဲ့လိုအပ်ချက်တွေအလိုက် customize ပြုလုပ်နိုင်မဲ့ smart ERP solutions ဝန်ထမ်းပေါင်းများစွာကိုလွယ်တကူ manage လုပ်နိုင်ဖို့ attendance payroll KPI policy စတဲ့ features တွေအပြင်ဝန်ထမ်းတွေကိုယ်တိုင်လွယ်တကူအသုံးပြုနိုင်တဲ့ application မှာပါဝင်တဲ့ smart HR နဲ့ smart duty appဒီပညာကကြီးထဲမှာမိမိလုပ်ငန်းရဲ့ digital presence ကိုခိုင်ခိုင်မာမာတည်ဆောက်လိုတဲ့လုပ်ငန်းတွေအတွက် company profile website တွေကနေစပြီး e-commerce website တွေထိဖန်တီးပေးလျက်ရှိတဲ့ professional website development service ဒါတွေပြင်ကျွန်တော်တို့ systematic အနေနဲ့ custom mobile application တွေကစပြီး web app တွေ consumer app တွေကိုပါ iOS နဲ့ Android version နှစ်မျိုးလုံးအတွက်ဖန်တီးရေးဆွဲပေးလျက်ရှိပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကျွန်တော်တို့ systematic ရဲ့ client နာဖြစ်လာမယ်ဆိုရင်အခုလိုတစ်ဆင့်ပြီးတစ်ဆင့်ကျွန်တော်တို့ကတစ်လုပ်ငန်းနဲ့တူရှိနေသေးသွားမှာပါကုမ္ပဏီရဲ့စနစ်တာတန်းတစ်ချောင်းလုံးမှာကျွန်တော်တို့ systematic အနေနဲ့မတူညီတဲ့လုပ်ငန်းမျိုးစားပေါင်း33ခုကလုပ်ငန်းတွေအထူးသဖြင့် Mass Myanmar Holding, Euro and Asia Commercial, EAC, Capital Diamond Stock Group, CDSD စတဲ့မြန်မာနိုင်ငံမှာထင်ရှားတဲ့ Enterprise စီးပွားရေးလုပ်ငန်းကြီးတွေအပါအဝင် client ပေါင်းအယောက်100ကျော်ကိုအောင်မြင်မှုတွေစကူးနိုင်အောင်ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဒါတွေအားလုံးဟာကျွန်တော်တို့ရှေ့ဆက်သွားမယ့် channel တစ်ခုရဲ့အစပြုံးလေးပဲရှိပါသေးတယ်ကဲဒီတော့ကျွန်တော်တို့ client တွေကအချို့သောသူတို့ရဲ့စကားသံလေးတွေကိုကျွန်တော်တို့နားထောင်ကြည့်လိုက်ကြအောင်ကျွန်တော်တို့စီမှာဘယ်နေရာမှာတော့ဘယ် store တွေပေါ့နော်များနေတယ်နင်းနေတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကနေပြီးတော့မှဒီစမတ် ERP နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ဒါတွေကိုလှုပ်လိုက်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အတွက်ဒီဟာတွေကကြော်လွှားနိုင်ခဲ့ပါတယ်ကျွန်တော်ကတော့ဒါဒီ field ထဲမှာသွားနေတဲ့လူတယောက်ဖြစ်တော့ကျွန်တော်နဲ့တွေ့တဲ့လူတွေဆိုလို့ရှိရင်လည်းကျွန်တော်ဒီ software ကိစ္စပဲပြောပေါ့နော်ပြောလာတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့ဒီ systematic ကိုကျွန်တော်ကအရင်ဆုံးပြောပေးတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီမြန်မာ Innovest နဲ့မိတူပဲကျွန်တော်တို့ပေါ့နော် ABC Beauty ဆိုတဲ့ကုမ္ပဏီရှိတယ်ပေါ့သူတို့ဆိုလို့ရှိရင်လည်းအခု systematic နဲ့သူတို့ဆက်ပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့မှပေါ့နော်ပြောပြတဲ့ဟာတွေကိုနားထောင်ပြီးတော့မှသူတို့လည်းအခုလက်ရှိဆက်ပြီးတော့ဒီ systematic နဲ့ပြန်လဲပြီးတော့သူတို့လှုပ်ဆောင်နေကြပါတယ်သူတို့ကကိုရီးယားရဲ့team leader တွေနဲ့အချိတ်ဆက်ရှိနေတော့များလည်းပဲသူတို့ထွက်တဲ့ way တွေဒီကျွန်တော်တို့ကတတ်မှတ်ပေးထားတယ်ဒါပေမဲ့ဒီ way တိုင်းသူတို့တကယ်ရောက်တယ်မရောက်ဘူးဆိုတော့real life ပေါ့နော် real life ဖြစ်ပြနေတဲ့အချက်လက် data တွေကိုကျွန်တော်တို့မသိရအောင်ဒါပေမဲ့အခုဒီ smart HR မှာပါတဲ့ဒီပေါ့ features ထဲမှာဆိုလို့ရှိရင်ဒီ on time ပေါ့နော်သူတို့ဒီလှမ်းပြီးတော့ report လုပ်လို့ရတယ် report လုပ်တဲ့အခါမှာလည်းသူတို့ကကိုယ့်ရဲ့ထွက်တဲ့ way လမ်းကြောင်းမှာရှိတဲ့ဒီဓာတ်ပုံနဲ့သူတို့ရိုက်ပြီးတော့ on time တင်ရတယ် online မရသည်ဆိုတော့များလည်းပဲ online မရဘူးဆိုလို့ရှိရင်တော့ offline mode နဲ့သူတို့ရိုက်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်တိုင်းပဲကျွန်တော်တို့ဒီဘက် management ဘက်ကို report ကအချိန်မီရောက်တယ်ပေါ့နော်အဲ့အတွက်ကြောင့်သူတို့ကိုကျွန်တော်တို့ way လွတ်တဲ့အခါကျလို့ရှိရင်လည်းဒီ way plan တိုင်းတကယ်သွားမသွားဆိုတဲ့ဟာတွေကိုပါကျွန်တော်တို့ counter check ပြန်လုပ်လို့ရတဲ့အတွက်ကြောင့်တော်တော်လေးတော့ကောင်းတဲ့ features တစ်ခုလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်ရဲ့လုပ်ငန်းတွေကို support ပေးနိုင်ရုံနဲ့မကဘဲနဲ့ကျွန်တော်လို business consultant တယောက်အတွက်ကျွန်တော်ရဲ့ client တွေအများကြီးရှိတယ်အဲ့တော့ဒီပြည်ရင်းပြည်ပမှာရှိနေတဲ့ client တွေနဲ့
systematic နဲ့ချိန်ပေးတဲ့အချိန်မှာလည်းကျွန်တော်တို့ recommend ရဲပေးရတယ်ပေါ့နော်ဟာကျွန်တော် customer တွေကအကူအညီတောင်းတယ်ဘာလုပ်ချင်တယ်ညာလုပ်ချင်တယ်ဒါတွေနဲ့ပတ်သက်တဲ့ဒီ software solution တွေပဲဖြစ်ဖြစ်ဒီ digital marketing နဲ့ကိစ္စဆိုင်ရာတွေဖြစ်ဖြစ်ပေါ့နော်ဆိုတော့ all solution တွေအကုန်လုံးကိုကျွန်တော်တို့ကရဲကြီးအာမခံပေးနိုင်တဲ့အနေအထားမှာရှိတယ်တကယ်လည်းအောင်မြင်အောင်လုပ်ပေးနိုင်ခဲ့ကြတယ်အဲ့တော့ satisfaction customer satisfaction point ကပဲပြောဒီ systematic solution ရဲ့ performance quality ဒီဘိုင်းတွေကလည်းကျွန်တော်တို့လိုချင်တဲ့ quality တိုင်းအများတန်းရခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ systematic solution နဲ့မိတ်ဆွေတို့အားလုံးလက်တွဲပေးကြဖို့လက်တွဲနိုင်ပါတယ်ဆိုတဲ့အကြောင်းရဲကြီးယုံကြည်နိုင်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အာမခံပြီးတော့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်